ဒီနေ့တော့မိုးအေးလေးမှာခောက်ဆွဲပြုတ်လေးပြုတ်စားကြပါမယ် ကြည့်လိုက်မွေးနေရပါနော် Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ် Who want to read it first Voila. Voila Wa mo cha wa sa na lang pa wa. La yi cha. La wa sa na lang pa la. Wala. Voila Can you read it No. No It's fail Sour and spicy Who can eat spicy Me. Me. Today we will eat Wala khao sui. ဒီကနေ့ကတော့မိုးအေးအေးလေးမို့လို့ကျွန်တော်တို့ဒီမှာကလေးတွေနဲ့ခောက်ဆွဲပြုတ်စားပြမှာပါ We are putting string. And then here is a meatball မိုးအေးအေးနဲ့ဆိုတော့ချင်းချင်းဆက်ဆက်စားကျင်တဲ့သူတွေအတွက်ကတော့ဒီမှာကွက်တိပဲပေါ့နော်ကျွန်တော်တို့ကတော့ခောက်ဆွဲပြုတ်ထဲကိုအစုံထည့်ပါတယ် Wow. Wow ကဲခောက်ဆွဲပြုတ်ကတော့ ready ဖြစ်နေပါပြီကြည်တာနဲ့တင်စားကျင်စရာလေးနော် I'll eat myself Lee. ဒီနေ့ကတော့ကျွန်တော်တို့ဒီမှာပြုတ်နေတာတော့ဝါလာပစုံအရသာချင်းဆက်ကောက်ဆဲဖြစ်ပါတယ်ကြည့်လိုက်မွေးနေရပါနော်စားကြလား How about me? Yes Joy Jing will pray okay Thank you, Lord, for the food left for our body in Jesus' name. Amen. Amen Amen. In Jesus name Good. Mm. ကဲကြည့်ပါဦးဝါလာပစုံအရသာချင်းဆက်ခောက်ဆွဲကဘယ်လောက်စားကောင်းလဲဆိုတာကလေးတွေကိုသာကြည့်လိုက်တော့ ဒီဝါလာပစုံအရသာချင်းဆက်ကောက်ဆွဲကတုံရန်အနစ်နဲ့လောက်ထားတာအဲ့ဒီတုံရန်အနစ်ကလေအရင်လည်းမဆက်ဘူးအရသာတော်တော်လေးရှိရဒီမှာကလေးတွေတောင်စားနိုင်တယ် How was the taste Good. Good. ဒီနေ့ကတော့မိုးအေးနဲ့ဆိုတော့ကလေးတွေနဲ့စားရတာလုံးဝလဲလဲဆန်းဆန်းဖြစ်သွားဒီဝါလာရဲ့ခောက်ဆွဲသားကလေအရန်နူးညံ့ပြီးတော့စားလို့ကောင်းတယ်ဘာလို့လဲဆိုတော့သူကဂျပန်နီးပညာနဲ့ထုတ်လုပ်ထားတာပါအထဲမှာပါတဲ့တုံညံ့အနစ်ကလက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ပြုတ်လုပ်ထားတာမို့လို့အရသာပို့ပြီးတော့ပြည့်စုံစေပါတယ်ချင်းချင်းဆက်ဆက်တုံညံ့အရသာကိုကြိုက်တဲ့သူတွေအတွက်ကတော့လေဒီခောက်ဆွဲကိုကြိုက်မှတေးကြတယ်စားလိုက်တာနဲ့လေလုံးဝလန်းဆန်းပြီးတော့ fresh ဖြစ်သွားတယ်မိုးအေးအေးလေးနဲ့စားရတာဆိုတော့လေတကယ်ကိုအရသာပို့ပြီးတော့ရှိအရန်ကြိုက်ရပဇွန်လေးထည့်စားတော့လေလုံးဝပြည့်စုံသွားဝါလာပဇွန်အရသာချင်းဆက်ခောက်ဆွဲရဲ့အရေးကလေတော်လေးအရသာပြဘာမှ test နဲ့ကြံမလို့အဲ့အလေးနဲ့ပဲပြုတ်တယ် ကဲကျွန်တော်တို့လိုမျိုးမိုးအေးလေးမှာခောက်ဆွဲပြုတ်လေးလဲစားခြင်းတယ်ချင်းချင်းဆက်ဆက်လေးလဲစားခြင်းတယ်ဆိုလို့ရှိရင်တော့ဝါလာရဲ့ပစုံအရသာချင်းဆက်ခောက်ဆွဲကိုစားကြည့်ပါ ကဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog တွေမှာပြန်ဆုံကြမယ်နော်အားလုံး bye bye